တန်တိုးတဲ့တိုးကြီးတွေပေါ့နော်ဒီတိုးမြင့်ကောက်ခံမယ်ဆိုတဲ့ကိစ္စကဒီနေ့မှာပဲဒါအတီးပြုတ်လိုက်တယ်ပေါ့နော်အရင်ကျွန်တော်တို့ဒါ3000 4000လောက်ပဲပေးရတဲ့ချိန်ကနေပြီးတော့အခု6000ဖြစ်သွားတယ်6000ကနေပြီးတော့မှအခုဒါဆိုရင်3လအတွင်းတိုးမယ်ဆိုရင်ရ1000ပေါ့နော်တစ်နှစ်ဆိုရင်3000 3နှစ်ဆိုရင်6000 5နှစ်ဆိုရင်9000ပေါ့နော်ဒါ AU visa အတွက်ရေရှည်နေထိုင်မှု visa အတွက်ကကျွန်တော်10,000ဆိုပြီးတော့ကျွန်တော်တို့ဒါတီးပြုတ်လိုက်တယ်ပေါ့နော်ဆိုတော့ဘာတွေဖြစ်လာနိုင်လဲမြန်မာနိုင်ငံနဲ့ဂျပန်ငွေကြေးရလဲကွာတယ်အိမ်ကပို့တယ်ပဲဖြစ်ပေါ့နော်ဒါနည်းနည်းများတော့နာတာပဲပေါ့နော်ကိုယ့်နဲ့ကိုယ်ပဲကျောင်းလာကရှာတယ်ကိုယ်စီကိုရှာတယ်ဒီကြားထဲမှာအိမ်ကိုပို့နေတဲ့သူတွေဆိုရင်ဘာဖြစ်လာနိုင်လဲအခုမှလာမဲ့သူတွေ language school နဲ့လာမဲ့ရှာပြီးတော့ပတ်စံရှာပြီးတော့မှကိုယ့်ကိုတက်မယ်အိမ်ကိုပို့မယ်ဆိုတဲ့သူတွေကတော်တော်လေးကိုဒါတတိထားမှာဖြစ်တယ်ပေါ့နော်ဂျပန်အစိုးရတော့ကျွန်တော်တို့ဒါသူတို့ဘာပြောသွားလဲဆိုတော့ဒီ visa ကိစ္စတွေနဲ့ပတ်သက်ပြီးသူတို့မှာကုန်ကြတွေများတယ်နောက်ပြီးတော့ဒီပို့ပြီးတော့အခုနောက်ပိုင်းတခြားလေးစစ်စစ်တော့မှာပေါ့ဗျာအချိန်လေးပိုကြာနေမယ်ပေါ့အဲ့ဒီအတွက်သူတို့ပတ်စံကုန်ကြစီများတယ်ဒီအတွက်သူတို့သုံးမယ်ဆိုပြီးတော့သူတို့ကတော့ပြောထားတယ်ပေါ့နော်သူတို့ဘာပဲပြောပေးရမှာတော့ပေးရမှာပေါ့ကိုရီးယားတော့ကျွန်တော်တို့အချမ်းမြင့်တွက်ကြည့်မယ်ဆိုရင်နှစ်စာအတွက်ကိုဗီဇာက3000ဆိုတော့တစ်လစာကိုပြန်ပြန်အပြင်ကျွန်တော်တို့ဂျပန်ငွေ2500ပေါ့နော်နေထိုင်ခွင့်ရှိမယ်ပေါ့ဗျာနေထိုင်ခွင့်ဆိုရင်တယောက်ကိုကျွန်တော်တို့ပြန်ပြန်3000ကနေ4000သွားတယ်ပြီးတော့ဒီကျမကြီးကုန်ကိစ္စဂျပန်မှာပဲဒီမှာအလုပ်လုပ်ရင်းနဲ့ကြောင်းတက်တဲ့သူတွေဆိုရင်အချိန်ပိုင်းလောက်ကနေဝင်ငွေများတဲ့အတွက်ကြောင့်ဒါအနည်းဆုံး1000 2000 3000 1000ခွဲ8000 9000ပေးရတယ်ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်အားလုံးကိုကြားချပြီးကျွန်တော်တွက်လိုက်ပြ1000တွက်လိုက်မယ်အဲ့15500ပေါ့အဲ့တော့ကျွန်တော်တို့ကဂျပန်မှာနေနေအလကားနေရတော့မဟုတ်ဘူးเนาะအဲတလားကိုကျွန်တော်တို့ဒီចောင်းသားဖြစ်တဲ့တလျောက်မှာကျွန်တော်တတောက်ကို1000ခွဲပေးပြီးတော့နေရတယ်ပေါ့เนาะဖြစ်တည်မှုလေးတစ်ခုတည်းအတွက်ကိုပဲ1000ခွဲပေးနေရပါเนาะဒါကျွန်တော်နေတိုင်းဒီအိမ်ဘိုးတွေစားဖို့တောက်ဖို့ဘိုးတွေမပါသေးဘူးပေါ့နောက်ထပ်ကောကျွန်တော်တို့အခွန်တွေပို့ပြီးတိုးလာနိုင်သေးလားဖြစ်လာနိုင်မှုများတယ်ဗျအခုဟိုတလောကပဲကျွန်တော်တို့သတင်းဖတ်လိုက်ရတယ်ဒီအိုကာယာမတက္ကသိုလ်ပေါ့เนาะကျွန်တော်တို့ပေါ်နာလေးပါပဲကျွန်တော်ခရိုင်ရဲ့အဲအိုကာယာမတက္ကသိုလ်ဆိုရင်ဒါဒီနိုင်ငံသားကျောင်းသားတွေကိုပတ်စံတိုးကောက်မယ်ကျောင်းလာကပေါ့နော်အဲ့တော့ကျောင်းလာကတွေတိုးလာနိုင်တယ်ဗီဇာတစ်ခုတည်းမဟုတ်ဘူးပေါ့နော်ကျွန်တော်ဂျူမင်းဟိုလို့ခေါ်တယ်ကျွန်တော်တို့ဒီရှီယာကူရှော့မှာတွတ်ထုတ်တဲ့ကိစ္စတွေပေါ့ဒီကျွန်တော်တို့ဒီရက်ကွက်ရုံးမှာတွတ်ထုတ်တဲ့ကိစ္စတွေပေါ့ဒီလိုဟာတွေပါကျွန်တော်တို့နောက်ပိုင်းမှာကျွန်တော်တိုးလာနိုင်တယ်ခြေရှိတယ်ပေါ့နော်နိုင်ငံသားဒီဝန်တော့ဝန်ပိုးများလာတဲ့အလျောက်မှာကျွန်တော်တို့ဒါဒီနိုင်ငံသားနဲ့ပတ်သက်ပြီးတော့သိပြီးတော့သဘောမကျတဲ့သူတွေလည်းရှိတယ်အထူးသဖြင့်ကျွန်တော်တို့ဒီအတိုက်ခံပါတီတွေကပေါ့နော်ဒီကျောဆန်တိုးတို့ကနေပြီးတော့ကျွန်တော်တို့ဒီဥစ္စာကိုအဓိကထားပြီးတော့သူတို့ပါတီမဲရဖို့တော့သူတို့လုံနေတယ်ပေါ့နော်အဲ့တော့အဲ့လိုလူမျိုးတွေ့ရင်တော့ဒါတိထထုတ်ပလိုက်ပြဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီမှာခုနကကျွန်တော်ပြောခဲ့သလိုပဲပေးနေတာလကားနေတာမဟုတ်သူတို့ကဘယ်လိုပြောထားလဲဆိုတော့အခုလက်ရှိနေထိုင်နေတဲ့ចောင်းသားတွေအတွက်ဒီလိုမျိုးယင်စီကန်းလန်းစီကန်းလိုဟာမျိုးနိုင်ငံခြားចောင်းသားတွေအတွက်အဓိကလိုအပ်တဲ့သူတို့အတွက်အဓိကတော့ဒီလိုမဲဝါခုမဖြစ်တဲ့ဟာမျိုးပေါ့ဗျာဂျပန်မှာအလိုက်အသင့်ဂျပန်ရဲ့ယဉ်ကျေးမှုကိုနားလည်ပြီးတော့မှဂျပန်ရဲ့စီကန်းတိုင်းနေနိုင်မှုအတွက်ဒီလိုမျိုးဟာတွေ program တွေကိုသူတို့အားထည့်ပြီးတော့အဲ့နေရာတွေမှာငွေကြေးတွေသုံးစွဲသားမယ်လို့သူတို့ကပြောထားတယ်အဓိကတော့ဗျာသူတို့နဲ့အတူရှင်တွဲနေထိုင်နိုင်ဖို့အတွက်ပို့ပြီးတော့ကောင်းမွန်တဲ့ပတ်ဝန်းကျင်ကိုဖန်တီးဖို့ပေါ့ဗျာထားပါတော့အဲ့လိုဟာတွေအတွက်ဆိုပြီးသူတို့တော့ပြောထားတယ်ဒါပေမဲ့တစ်ဖက်ကပါတီတွေရဲ့ဒါတွေကပတ်သက်ပတ်စံဘန်နာရေးအတွက်ပတ်စံသူတို့ဒါပတ်သက်ပတ်စံကိုလိန်လေလှည့်ပြားပြီးယူတာပါဆိုပြီးတော့လေဒါတိုက်ခံပါတီကတော့တိုက်ခံလျောက်ပြပြနေကြတယ်လည်းရှိတယ်ပေါ့နော်အဲ့တော့အခုလူတွေရောကျွန်တော်ဘယ်လိုထင်လဲပေါ့နော်အခုထက်ပို့ပြီးတော့လေဒီလိုမျိုးအခွန်တွေရောဟိုဟာတွေရောပို့ပြီးတက်လာနိုင်ကြီးရှိလားနောက်ပြီးတော့ဒီနိုင်ငံသားတွေများလာလို့ပတ်စံတိုးကောက်တယ်ဆိုတာကလည်းပုံမှန်ပဲလို့ထင်လားသူတို့နိုင်ငံမှာနေရတာအခုဒါကျွန်တော်တို့အေဂျင့်မှုလုံးကြုံမှုရတယ်ဒီအတွက်ကျွန်တော်တို့ပေးတင်တယ်လို့ထင်လားဘယ်လိုမျိုးထင်လဲပေါ့နော်အဲ့တော့ကိုယ့်ရဲ့ထင်မြင်လေးတွေကိုတစ်ချက်လောက်ကွန်မန့်မှာရေးခဲ့ပေးပါဦးအဲ့တော့ကျေးဇူးများတင်ပါတယ်